ဒီနေ့ reading part အတွက် short reading လေးနဲ့ညီဦးလုံးဆိုင်မယ်နော် short reading လေးကျွန်တော် short reading မှာဆိုရင်သိထားမယ့်စကားလုံးလေးပေါ့နော်သူကဒီစပန်စားတောက်ဆိုင်လေးမှာသွားစားပုံစံမျိုးပြပြအောင်နော်စားတောက်ဆိုင်အကြီးရောမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကြည့်လိုက်မယ်အဲ့ reading လေးကိုဖတ်ခင်သိထားမယ့်စကားလုံးလေးပေါ့နော်ဒါဆိုရင်ဒါဘယ်မှာလဲဆိုတော့ဥစာခါကိုပြောချင်တာယောက်ကခန်းကြီးဆိုတာဟိုစကလုံးခန်းကြီးကိုပြောမှုသူ့ရဲ့ reading ထဲမှာပါတဲ့လူနာမည်ပေါ့နော်ဒါဘီရုဆိုတာဘီယာဒီကကြအဲဒါမှမယ်လို့ခေါ်တယ်ဒီအဲဒါမှမယ်ဆိုတာဒီပဲတောင်းရှင်လိုမျိုးပုံစံမျိုးလေးပေါ့နော်ပဲပြားရွှေပဲသေးတာအဲ့လိုလားမျိုးခေါ်တဲ့ပုံစံမျိုးပဲသေးတယ်အဲဒါမှမယ်ဆိုလို့ရှာကြည့်တယ်လို့ရတာနော်ဒီမှာဆိုရင်counterဆိုတာ counter ဒီ counter ဘယ်လို counter ကိုပြောရလဲဆိုတော့ဒီဘား counter တွေဘာတွေကိုပြောတာပေါ့နော်ဒါကြောင့်အောက်က date and ဆိုတာ suggestion ပေးရအောင်ပြောပါတော့အကြံဉာဏ်ပေးရင် suggestion ပေးရကိုပြောတာဒီဘက်မှာဆိုရင် taxonomy သူ့ရဲ့ reading မှာအဓိကပြောချင်တာ taxonomy အကြောင်းပြောချင်တာ taxonomy ဆိုတာကဒီမတည့်ရပြီးတောက်ရဘာသေးစားပုံစံမျိုးလေးပေါ့နော်ဒီမှာဆိုရင် master ဆိုတာကသူကဘာထန်တာကိုလဲသူက master လို့ခေါ်တယ်ပေါ့နော်ဒီမှာဆိုရင် takoyaki ကရေပွဲလို့အောက်ကtomodachi က friend နော်တငယ်ချင်းtomodachi Usha berry ဆိုတာစကားစမပြောရဲချက်ချင်းလုပ်တယ်ကိုပြောတာဒီအောက်ကကျတော့ဘိုးခံလို့ခေါ်တယ်ဘိုးခံဆိုတာဒီစွန့်စားတာ adventure ပေါ့နော်လောက်ကအဲ့ဒါကိုဘိုးခံလို့ခေါ်တယ်ဒီစကားလုံးလေးတွေသိထားပြီးဆိုရင် reading က easy ဖတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီအောက်မှာ reading လေးကိုတစ်ချက်ကြည့်မယ် short reading လေးပဲ short reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပထမဆုံးကြည့်ကြမယ်နော်ဒီမှာဆို Osaka のNikiya Kana ရဲ့ Uratori にはTachinomiya がありますOsaka ရဲ့ဒီစီကားရဲ့နေရာရဲ့ပေါ့နော်စီကားရဲ့ဒီဥရဒရီနီဝါဒီနောက်ဘေးလန်းလေးပေါ့နော်စီကားနောက်ဘေးလန်းနေရာမှာဆိုရင်တာချီနိုမီယာက IMAX ဒီမတရက်ဘားလေးရှိတယ်တာချီနိုမီယာကဂျမိုဒနော်ဟီတိုပီတိုနီတိုတဲ့တခုပဲဆွနာပါရှော့တဲ့ဒီတာချီနိုမီယာဆိုတာဂျမိုဒနော်ဟီတိုပီတိုဒီတာကလူတွေအတွက်ကတော့တခုပဲဆွနာပါရှော့တဲ့ဆိုတော့ဒီတီးတဲ့နေရာလေးဖြစ်တယ်ပေါ့နော်ဒီအောက်မှာဆိုရင်အာရီဟီဥစားကနေစုမှုခန်းကြီးဝတူမူဒါစီကိုဆိုရတဲ့彼のお気に入りの立ち飲み屋に行きました。ဒါနေ့မှာဆိုရင်ဒီအိုဆာကာမှာနေထိုင်တဲ့ဒီခန်းကြီးဆိုတဲ့ကောင်လေးကတူမူဒါစီကိုဆိုတဲ့တငယ်ချင်းကိုခေါ်ပြီးတော့彼のお気に入りの立ち飲み屋သူကြိုက်တယ်ပေါ့နော်ဒီ立ち飲み屋ဆိုင်လေးတစ်ဆိုင်ကို行きましたသွားခဲ့ပါတယ်တဲ့အမှဆိုရင်ဘယ်လိုပြောလဲဆိုတော့こんにちはマスターいつものビューをくださいと返事は笑顔で言いました。ဆောင်ရောက်တဲ့ခါမှာပြောလဲဆိုတော့konnichiwa master ဆိုပြီးဒီဘာထန်တာကိုနှုတ်ဆက်လိုက်တယ်နော်ပြီးအစုမနောဗီဒီယိုခုနစတဲ့ထုံးစံတိုင်းပြန်ပေးပါတောင်းနေကြပေးပါဆိုပြီးတော့ပြောလိုက်တာဘယ်လိုပြောလဲဆိုတော့အဲကောင်ရဲ့ e master ပြုံးပြီးတော့ပြုံးမျက်နှာလေးနဲ့ပြောခဲ့တယ်ဒီအောက်မှာဆိုရင်tomodachi to isho ni counter ni tachina kara master to ushaberi o tanoshimimasu သူတကယ်စင်းတဲ့အတူဒီ counter မှာမတည့်ရရင်နဲ့ master နဲ့စကားကြီးပြောရင်းနဲ့ပျော်ရွှင်ခဲ့တယ်ပေါ့နော်おすすめのつまみを教えてくださいと言うとဒီအကြံဉာဏ်ပြပါဘူးကောင်းတဲ့အရာလေးပေါ့ဒီဆက်မှာဘာကောင်းလဲဆိုပြီးမေးရပုံစံမျိုးပေါ့နော်အကြံဉာဏ်ပေးပါအောင်ပေါ့နော်ကောင်းတဲ့အရာလေးပြောပါဆိုပြီးပြောလိုက်တဲ့အခါမှာ master ကဝါရတဲ့たこ焼きと選豆をどうぞと答えましたဒီ master ဘာတန်နာရှိပြီးတော့ဘာပြောလဲဆိုတော့ဒီたこ焼きနဲ့အဲဒါ豆ကိုစားပါဆိုပြီးတော့ပြန်ဖြစ်ခဲ့တယ်ခန်းကြီးကたこ焼きを食べてビールを飲みましょうと提案しましたဒီခန်းကြီးကဘာပြောလဲဆိုတော့ဒီたこ焼きဆိုလေたこ焼きကိုစားပြီးတော့ဘီယာတောက်ကြရအောင်ဆိုပြီးတော့提案をしましたဆိုတော့အကြံဉာဏ်ပေးခဲ့ suggestion လုပ်ခဲ့တယ်အဲ့ဆိုအမှကြောင့်ဘာပြန်ပြောလဲဆိုတော့友達はいいねたくさんおしゃべりして楽しい感じを過ごしましょうと言いましたသူတကယ်ကြပါတော့အဲ့ဆိုကောင်းပြီဒီစကားစမျိုးပြောရင်းနဲ့ပျော်ရွှင်စွာအချိန်ကိုဖြတ်သန်းကြအောင်ဆိုပြီးတော့ပြောခဲ့တယ်တာချီနိုမီယာကချက်တူရှိတာဘိုးခံတော်ရောတဲ့တာချီနိုမီယာဆိုတာကဒီဘိုးခံတော်ရောတဲ့ဒီစွန့်စားခဲ့ပုံစံမျိုးလိုပဲတဲ့新しい味を試して面白い話を聞くことができるからですဒီအရာသာအသက်တွေကိုမြည်ဆန်းနိုင်ပြီးတော့ဒီစိတ်ဝင်စားစရာကောင်းတဲ့စကားတွေကိုနားထောင်နိုင်တာကြောင့်တဲ့သူကစွန့်စားခဲ့လို့ပုံစံမျိုးနဲ့တူရဲ့တဲ့ခန်းကြီးကဆိုင်ကိုနေတာခန်းကြီးကနောက်ဆုံးမှပြောလဲဆိုတော့ခုပိုတဲ့新しい友達を作っていろんな話を聞いてくださいと言いましたဒီနေရာမှာဆိုရင်ဒီတငယ်ချင်းမျိုးဆွေအသက်တွေလည်းဖွဲ့ပြီးတော့စကားစမြည်ပြောတာရေးနားထောင်လို့ရတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်တဲ့
ဒါလေးကတော့ short reading အတူလေးပေါ့နော်တာချီနိုမီယာဆိုင်လေးအကြောင်းကိုပြပြပေးထားတာပါ